အားလုံးပဲမင်္ဂလာပါတိတ်တော်တဲ့အမျိုးသမီးဟာပါရမီဖြည့်ဘက်ပါပဲတိတ်တော်တဲ့အမျိုးသမီးတဦးဟာကိုယ့်ရဲ့လက်တွဲဖော်ကိုချုပ်ကင်မထားတော့ဘူးခရီးရှည်တစ်ခုကိုရှောက်လန်းနိုင်ဖို့ရအတွက်မတင်းမလျှော့ချိန်ညှိပြီးတော့ခရီးတစ်ခုကိုရှောက်လန်းကြတယ်တိတ်ထက်မြက်တဲ့အမျိုးသမီးတဦးဟာကိုယ့်ရဲ့လက်တွဲဖော်ကိုဂရုစိုက်ပြီးမတိမတာအမြဲလေးလာတတ်သူမို့မကြည်မသာမျက်နှာထားဖြစ်ကြုံဆုံတွေ့တဲ့အခါအလိုက်သိစွာအာယုံတစ်ခုကိုလွဲပြောင်းပေးတတ်ကြပြီးရေမောပျော်ရွှင်လာအောင်စွမ်းဆောင်လို့နှစ်သိမ့်အားပေးစကားတွေပြောတတ်ခဲ့ကြတယ်တိတ်လိမ္မာပါနတ်တဲ့အမျိုးသမီးတဦးဟာကိုယ့်ရဲ့လက်တွဲဖော်တစ်စုံတရာအခက်အခဲဖြစ်လာတဲ့အခါမှာတထိုင်တည်းဖြစ်အကြံကောင်းကိုပေးစွမ်းနိုင်ခဲ့ပြီးအဆိုးနဲ့အကောင်းကိုမျှဝေလို့ခံစားပေးတတ်ကြတယ်တိတ်ရင်ကျက်သွားတဲ့အမျိုးသမီးဟာကိုယ့်ရဲ့လက်တွဲဖော်ကိုဘဝတစ်ခုမြင့်မားအောင်မြင်စေဖို့ရအတွက်နောက်ွယ်ကနေကူညီပံ့ပိုးလို့အောင်မြင်ခြင်းဆိုတဲ့ခရီးပန်းနိုင်ကိုတွန်းပို့လို့ဆောင်နှင်းပေးတတ်ကြတယ်တိတ်တန်ဖို့ရှိတဲ့အမျိုးသမီးဟာကိုယ့်ရဲ့လက်တွဲဖော်ကိုအလိုက်သိစွာနားလည်ပေးတတ်မှုလေးတွေနဲ့တာဝန်ဝတ္တရားတွေကိုကြည်ပြွန်စွာထမ်းဆောင်တတ်ခဲ့ပြီးကြီးငယ်သူကိုကိုင်းညွတ်ယူသေးတန်ဖိုးထားတတ်ကြပြီးယဉ်ကျေးမှုနဲ့ဘာသာတရားကိုလေးစားတန်ဖိုးထားပြီးမျက်နှာကိုးကွယ်ခဲ့ကြသူတွေဖြစ်ခဲ့ကြပါတယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်